အင်္ဂလိပ်မဖြိုးတတ်သေးဘူးလားဒီစလုံးတင်လိုက်ပါ1 minute အတွင်းမှာ English sentence 10ခုတင်ပေးမယ်နောက်ထပ်ဗီဒီယိုတွေနဲ့ English speaking လေ့လာလို့ရအောင် follow လေးလုပ်ထားပါဒီနေ့မှာတော့ English vocabulary နဲ့ဝါကျလေးပါတွဲပြီးလေ့လာကြမယ်နံပါတ်1 ambitious ရည်မှန်းချက်ကြီးသော He is very ambitious သူရည်မှန်းချက်ကြီးလေနံပါတ်2 confident ယုံကြည်မှုရှိသော She is confident in speaking သူမပြောဆိုရမှာယုံကြည်မှုရှိတယ်နံပါတ်3 determined ဆုံးဖြတ်ချက်ခိုင်မာသော I am determined to succeed ကျွန်တော်အောင်မြင်မှုဆုံးဖြတ်ထားလေနံပါတ်4 persistent မနားမနေကြိုးစားသော Be persistent in your work အလုပ်မှာမနားမနေကြိုးစားပါနံပါတ်5 independent ကိုယ်တိုင်လုပ်နိုင်သော She is independent သူမကိုယ်တိုင်ရပ်တည်နိုင်တယ်နံပါတ်6 reliable ယုံကြည်စိတ်ချရသော He is a reliable person သူယုံကြည်စိတ်ချရတယ်နံပါတ်9 responsible တာဝန်ရှိသော I am responsible for this ဒါကိုကျွန်တော်တာဝန်ယူတယ်နံပါတ်10 creative ဖန်တီးနိုင်စွမ်းရှိသော She is very creative သူမဖန်တီးနိုင်စွမ်းရှိတယ်နံပါတ်9 flexible လိုက်လျောနိုင်သော Be flexible at work အလုပ်မှာလိုက်လျောနိုင်ပါနံပါတ်10 efficient ထိရောက်သော He works efficiently သူထိရောက်စွာအလုပ်လုပ်တယ် comment မှာကိုရေးတတ်သလိုဝါကျလေးတစ်ကြောင်းရေးခဲ့ပါ